မင်္ဂလာပါရှင်အပတ်စဉ်ဘုံတုံးခရိုင်တစ်ဆက်နေကြဖြစ်တဲ့အောင်ဆောင်မွန်စကားဝိုင်းနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်ညီမတော့ရွှေကြီးပါညီမတို့ဒီအောင်ဆောင်မွန်စကားဝိုင်းမှာဒီထွန်ချက်ပိုပစ္စည်းတွေအကြောင်းကိုဒီကွဲထွန်းတဲ့အတူဒါရှေ့မှာလည်းအများကြီးဆွေးနွေးခဲ့ကြပြီပေါ့နော်ဒါဒီနေ့မှာလည်းဒါညီမသိချင်တာလေးနည်းနည်းလေးရှိလို့ပေါ့နော်ဒီဆိုနာလီကာတို့ဒီ New Holland ပေါ့ဒါမှမဟုတ်ရင် Free ပေါ့ဒီလိုထွန်ချက်ကြီးတွေကိုမောင်းနေတဲ့ဆက်ဆရာတွေအတွက်ဒီဂီယာပေါက်အတွင်းပိုင်းပျက်စီးရင်ဒီ90ဘီလီယံကိုအင်္ဂလိပ်လိုဆိုကောက်နာရှက်ပေါ့ဒါကိုအစ်လဲတော့မယ်ဆိုရင်ဒီ90ချင်းအတူတူပဲအမြင့်ချင်းလည်းအတူတူပဲနောက်တစ်ခုကကျတော့ဒါတက်လိုက်ရတာပါပဲဆိုပြီးထင်တတ်ကြပါတယ်ဒါပေမဲ့ဒီလိုလွယ်တက်လိုက်လို့ရှိရင်ဒီဂီယာပေါက်တစ်ခုလုံးဒါချိန်ဝက်ပျက်စီးသွားတတ်ပါတယ်ဒါဒီနေ့မှာတော့ဒါ90ဘီလီယံဝယ်လို့ရှိရင်အသွားရည်အတွက်ဒီဘယ်လိုရည်တွက်ရမလဲဆိုတာကိုတေချာလေးကိုယ်တို့နဲ့တူဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါခင်ဗျာကျွန်တော်ရေထုတ်ပါခင်ဗျာဟုတ်ကဲ့ကိုယ်တို့ဒီ90ဘီလီယံချင်းတူနေရင်ဒါအထိုင်ချင်းလည်းတူနေရင်ဒါဘယ်ဆက်မှာပဲဖြစ်ဖြစ်တက်လို့ရပြီမဟုတ်ဘူးလားရှင်ဟုတ်ကဲ့ပါဗျာဒါကျွန်တော်အနေနဲ့ကတော့လုံးဝမရဘူးလို့ပဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကျွန်တော်တို့ကဒီအပြင်ပန်းမှာပေါ့ဗျာအပြင်ပန်းမှာကြည်ုံနဲ့90ချင်းတူတယ်ဆိုပေမဲ့လို့ကကျွန်တော်ဒီသူ့ဆက်ရဲ့ဒါ model အလိုက်ဒါ engine power အလိုက်အတွင်းထဲမှာပါဝင်တဲ့ gear အသွားအချိုးအရေးအတွက်ကဒါလုံးဝမတူညီနိုင်ပါဘူးခင်ဗျာဥပမာအားဖြင့်ကျွန်တော်ဒီ breed ဒါ breed ဆက်ရဲ့90ဘီလီယံမှာဆိုရင်ဒါသူကအဆင့်အလိုက်အသွားအရေးအတွက်ကဘယ်လိုလာသလဲဆိုတော့ကျွန်တော်တို့ဒီ16 21 26 31 36သွားဆိုပြီးတော့လာတတ်ပေမဲ့ဒီဆိုနာလီကာမှာကျတော့အသွားအရေးအတွက်က20 26 33 40 36သွားဆိုပြီးတော့လာတတ်တယ်ဗျဒီနူးဟော်လန်မှာကြပြန်တော့လေဒီအသွားအရေးအတွက်ကဒီ29 24ဒါ30 36 41သွားဆိုပြီးတော့ဒါအဆင့်အလိုက်အသွားအရေးအတွက်ကကွာခြားသွားတတ်ပါတယ်ခင်ဗျဒါဆိုလို့ရှိရင်ဒါအဆင့်ချင်းတူပေမဲ့ဒီအတွင်းထဲကအသွားအရေးအတွက်တွေကဒီဆက်မျိုးစားလိုက်တစည်းနဲ့တစည်းအများကြီးကွာခြားတာပေါ့နော်တကယ်လို့ဒီသွားရည်အတွက်မကြိုက်တာကြီးကိုအတင်းတက်လိုက်မိမယ်ဆိုရင်ဘယ်လိုမျိုးတွေဖြစ်တတ်သေးလဲရှင်ဟုတ်ကဲ့အဓိကအားဖြင့်တော့ကျွန်တော်တို့ဒီအချက်နှစ်ချက်ဖြစ်တတ်တယ်ပေါ့နော်ပထမအချက်ကကျွန်တော်တို့ဒီဂီယာသွားခြင်းမကြိုက်တာဖြစ်တဲ့အတွက်ဂီယာထိုးလိုက်ရင်ဒါထိုးလို့မရတာမျိုးတွေဂီယာဝင်သွားတယ်ဆိုရင်တောင်မှကျွန်တော်တို့ဒီအသွားခြင်းညက်ပြီးတော့ဂီယာပေါက်တစ်ခုလုံးဒါကွဲထွက်သွားတတ်တာတွေတို့ဒီကျွန်တော်ဖြစ်တတ်ပါတယ်ဒုတိယအချက်အနေနဲ့ကတော့ကျွန်တော်ဒီဂီယာဝင်သွားတယ်ဆိုရင်တော့မှသူဆက်ရဲ့မူလယုံအားနဲ့ဒါအရှိန်ကိုပြောင်းလဲသွားစေပြီးတော့ဒီဆက်ကအော်ယုံမဲအော်နေမယ်ဗျာဒါနေရာမရွေးဘူးဒီလိုမျိုးလေးလည်းရှိတတ်တယ်ဒီလိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်နောက်ဆုံးဘာဖြစ်သွားတယ်လဲဆိုတော့ဒီအမြင်သာဆုံးပေါ့ဗျာဒီစီစားပို့ပြီးတော့များသွားစေတတ်တယ်ပါတယ်ခင်ဗျဒါဆိုလို့ရှိရင်ဒီစက်ပြင်ဆရာတွေနဲ့ဒီတောင်သူတွေအနေနဲ့ပေါ့နော်ဒါပစ္စည်းမဝယ်မိလို့ဒါအချိန်မပုတ်ရအောင်ငွေမကုန်ရအောင်ဘယ်လိုလုပ်ရမလဲရှင်ဟုတ်ကဲ့ပါဘယ်လိုလုပ်ရမလဲဆိုတော့အကောင်းဆုံးကတော့ဗျာကျွန်တော်တို့ဒီပစ္စည်းအဟောင်းကိုဖြုတ်လိုက်ပြီးဆိုတာနဲ့ဒါမိမိဆက်ရဲ့ပင်ရ90စလုံးမှာပါဝင်တဲ့အသွားအရည်အတွက်ကိုဒါတိတိကျကျလေးမှတ်သားထားရမယ်ပြီးတော့ကျွန်တော်တို့ဒီကိုဆက်ရဲ့ brand နဲ့ဒါမြင်းကောင်ရေး model ကိုတိတိကျကျလေးဒါပြောပြပြီးတော့မှဝယ်တင်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ကဒီအမြင်ကြည့်ုံနဲ့ပေါ့ဗျာမြင်ုံနဲ့ဒါအပြင်ပန်းတူုံနဲ့ဝယ်မယ်ဆိုတာမျိုးတို့အတင်းမလုပ်ဖဲနဲ့ဒါအသွားအရည်အတွက်ကိုလည်းမှန်ကန်တိကျမှုရှိမရှိတကယ်ချာလေးစစ်စစ်ပြီးမှလာတယ်လေတက်ဆင်သင့်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုရထိုကြီးဒါ90ပင်နီရချင်းတူပေမဲ့ဒီအတွင်းကဂီယာအချိုးစားတွေမတူညီနိုင်ဘူးဆိုတာဒါတေချာလေးရှင်းရှင်းလင်းလင်းနဲ့ဘူးကြည့်တာရသွားပါပြီရှင်ပစ္စည်းမဝယ်မိလို့ငွေလာကားမကုန်ရအောင်သွားရည်အတွက်တွေကိုတေချာရည်တွက်ဖို့မမေ့ကြပါနဲ့လို့တိုက်တွန်းချင်ပါတယ်ရှင်ကိုရထိုအနေနဲ့လည်းဒီစကားလက်ဆောင်လေးပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ဒါအသွားရည်အတွက်ကိုဂရုစိုက်ပါဂီယာအချိုးကိုတိုက်ဆိုင်စစ်ဆေးပါအားလုံးပဲလုပ်ငန်းခွင်အဆင်ပြေကြပါစေခင်ဗျာအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာရည်သွေးကောင်းမွန်အောင်ဆက်မွန်